အားလုံးပဲမင်္ဂလာပါတူရီကိုကြိုင် YouTube channel လေးကနေကိုမာရီအားလုံးကိုနှုတ်ထွေးသွားပြန်လဲပြီးကြိုဆိုလိုက်ပါတယ်ဗျကိုကြိုင် channel လေးကိုအများနဲ့စောင့်မျှော်အားပေးနေတဲ့ဆိုတဲ့ကိုရီမာရီအားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးကျန်းမာခြင်းနဲ့တလုံးတော်ရင်းနဲ့ပြည့်စုံနိုင်ကြပါစေစိတ်သွားတိုင်းကိုပါလို့ဆန္ဒလေးလည်းပြည့်ဝကြပါစေလို့ဥစွာပထမဆုမွန်အောင်လေးတောင်းပေးလိုက်ပါတယ်ဗျအားလုံးပဲမင်္ဂလာရှိသောညနေခင်းလေးနော်ကိုမာရီအားလုံးနဲ့ဒီနေ့မနက်ညနှစ်ကြိမ်မှာတော့ကျွန်တော်တစ်ကြိမ်တော့နေတိုက်သမားတွေကကျွန်တော်တို့ကတော့အဖွဲ့ဝင်တွေကအားလုံးပဲအဆင်ပြေသွားတယ်မနက်ပိုင်းမှာအဖွင့်လှတယ်ညနေပိုင်းမှာအဆင်မပြေဘူးအဲဒီတော့မနက်ပြန်ကျွန်တော်တို့12ရက်5လ2026အင်္ဂါနေ့12နာရီ10မိနစ်အတွက်အကောင်းဆုံးသောလုံးမိုင်လေးတွေဝိုင်းချင်းလေးတွေမိန်းကွက်ကလေးတွေကိုပြန်လဲမျှဝေပြီးမဲ့ဗီဒီယိုဖိုင်လေးပါ။ဟောကြောင့်ဗီဒီယိုဖိုင်လေးတွေကိုအားလုံးကတော့ကိုမာရီအားလုံးတို့အကျိုးရှိစေမှထင်ပါတယ်နော်။ဒါကြောင့်မို့ကိုမာရီအားလုံးကအခုမှဒီ channel လေးကလည်းအသစ်ကလေးဖြစ်နေတဲ့အတွက်အခု channel လေးကို subscribe မရသေးဘူးဆိုတော့လူသစ်ကိုမာတွေအားလုံးကလည်း channel လေးကို subscribe နှိပ်ပေးထား subscribe နှိပ်ပြီးသားကိုမာတွေအားလုံးကလည်းပြန်လဲမျှဝေလို့ရတဲ့နေရာလေးတွေတူရီနဲ့သက်ဆိုင်တဲ့ group လေးတွေမှာပြန်လဲမျှဝေပေးထားတူးမြင်တူးပေါက်ပါစေအများမြင်အများပေါက်ပါစေဆိုတဲ့စိတ်ဓာတ်ကလေးတွေနဲ့ share မှု share လေးတွေနဲ့ကူညီပေးအားလုံးကိုပေါက်စေခြင်းနဲ့ရစေခြင်းပါတယ်ဗျာနော်ဟုတ်ပြီဒါဆိုရင်ကိုမာတွေအားလုံးကျွန်တော်အဖွဲ့ဝင်တွေတခုမှရရှိပါတယ်အခုကျွန်တော်6ပိုင်း6ပတ်တီးပေးတယ်56ဆိုတဲ့ main ကွက်နဲ့အတူနှစ်သီးသားအောင်မြင်ပြီးသွားတဲ့နေရာမှာကျွန်တော်အဖွဲ့ဝင်တွေကိုနောက်ထပ်ပတ်တီးတစ်လုံးလက်ဆောင်ထပ်ပေးထားတာရှိပါတယ်ဒီပတ်တီးကမနှက်ဖြန်မှာတော့အားသိမ့်မကောင်းပါဘူးအားနေတဲ့ထဲမှာပါတယ်ဒါမှမကြဘူးလားလို့တော့ပြောလို့မရဘူးဒါမှကြလာနိုင်တယ်ကြလာနိုင်တယ်ဆိုတော့တကယ်လို့ပတ်တီးပတ်မယ်ဆိုတော့ဒီအဖွဲ့ဝင်ပတ်တီးလိုက်ကစားတဲ့ဆိုတဲ့သူတွေကနည်းနည်းချင်းချင်းပြီးကစားပါဒါလက်ဆောင်ပေးထားတာပါနော်လက်ဆောင်ပေးထားဒီဆိုတဲ့အတွက်ချင်းငိမ်ပြီးကစားမယ်ကျွန်တော်တို့နေတိုက်တွေကိုဦးစားပေးပြီးကစားစေချင်ပါတယ်နော်ဒါကျွန်တော်အဖွဲ့ဝင်တွေအတွက်ကိုပြောတာနေတိုက်သမားတွေအတွက်ကတော့မနှက်ပြန်မှာကျွန်တော်အဓိကကျွန်တော်နေကုန်ခီးပထမဦးစွာပြောပြပေးမယ်နော် line map ပြီးဒီနေ့နေကုန်မှာကျွန်တော်358ကီကိုပေးခဲ့တယ်နော်မနက်ပိုင်းမှာညီသွားတယ်ညနေပိုင်းမှာမညီဘူးဟုတ်ပြီကျွန်တော်တို့မနှက်ပြန်မှာကြာလို့ရှိရင်လည်းဒီကီးကနေကုန်ကီးက646ကီးပါဗျနော်မနက်မထိညထိကီးဒီ646ကီးပါဒီကီးကတော်တော်လေးပြန်မှန်နေပါတယ်ဒါကြောင့်ဒီကီးလေးကိုကျွန်တော်ပြန်လဲပြီးတင်ပေးခြင်းဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ကိုယ်ကမှလည်းအားလုံးကျွန်တော်နေတိုက်ကဏ္ဍလေးစီသွားမယ်နေတိုက်ကဏ္ဍမှာမနက်ဖြန်ကျွန်တော်အင်္ဂါနေ့12နာရီ10မိနစ်အတွက်ပေါ့နော်အကောင်းဆုံးသောဝမ်းချင်းဒီကျွန်တော်၄ကိုဝမ်းချင်းကိုကင်ကစားမယ်နော်၄ကိုဝမ်းချင်း၄ပိုင်၄ပတ်တီးကိုကြိုက်တဲ့သူတွေ၄ပိုင်၄ပတ်တီးကိုပတ်လို့ရတယ်9ပိုင်ပတ်တီးကိုကြိုက်တဲ့သူတွေ9ပိုင်ပတ်တီးကိုပတ်လို့ရတယ်၄နဲ့ပတ်တန်အဓိကအကြိုက်ဆုံး4ခွန်4 8 4 1 40နော်4ခွန်4 8 4 1 40ဒါဆိုရင်ကိုယ့်ကမှလည်းအလုံး6နဲ့ပတ်တန်ရင်လည်း6ခွန်6 8 6 1 90ဖြစ်ပါတယ်ကျွန်တော်4ကိုဝန်းချင်းကို1 8ခွန်3ညကတ်မယ်တကယ်လို့ကျွန်တော်ရွေးပြီးတဲ့4ကိုဝန်းချင်းကလွဲချောင်မှုရှိခဲ့ရင်1 8ခွန်3ညပြီးမယ်နော်မနှက်ဖြတ်မှာဒါကိုယ့်ကမှလည်းအလုံးဒီနေ့နေကုန်သွားမှာကျွန်တော်ခွေးဖို့မပြောဘူးမနှက်ပြန်ကြလိုအပ်လို့ကျွန်တော်ထည့်ပြောပေးထားတယ်ကျွန်တော်ရွေးပြတဲ့၄ကိုဝန်းချင်းကလွဲချော်မှုရှိခဲ့ရင်ခွန်3ည18ဆိုတဲ့၄လုံးနဲ့ခွေထွက်လိုက်မယ်ကျွန်တော်ပြောတာနော်တေးသေးချာနားထောင်နော်ဒါမှလိုက်ရှိုးဗီဒီယိုဖိုင်လေးတွေအစားဆုံးကြည့်ပါဒါမှကိုယ့်ကိုယ်မတွေအားလုံးတို့အကျိုးရှိမယ်ကျွန်တော်တို့မနှက်ပြန်မှာ၄ကိုဝန်းချင်းကို၄နဲ့ပတ်သက်4ခွန်4 8 4 1 40 9နဲ့ပတ်တန်9ခွန်9 8 9 1 90ဒီထဲမှာအကြိုက်ဆုံး4နဲ့ပတ်တန်ကျွန်တော်အကြိုက်ဆုံး4ခွန်4 8မိန်းနှစ်ကွက်ကိုကြိုက်ပါတယ်9နဲ့ပတ်တန်9ခွန်9 8ဆိုတဲ့မိန်းနှစ်ကွက်ကိုကြိုက်တယ်အခုကြည့်နေတဲ့အထဲမှာမနက်ဖြန်မှာလုံးဝပတ်တီးတစ်လုံးကိုလိုက်ကစားခြင်းနဲ့ပမာဏနဲ့ကစားခြင်းနဲ့ဆိုတဲ့အကူမတွေအားလုံးကကျွန်တော်အကြိုက်ဆုံး4ပိုင်း4ပတ်တီးယူပေးပါတယ်နော်4ပိုင်း4ပတ်တီးယူပေးပါတယ်4နဲ့ပတ်တန်တော့ကျွန်တော်အကြိုက်ဆုံးက4ခွန်4 8ပေါ့နော်ဟုတ်ပြီလားကျွန်တော်ကကိုယ်ကမှလည်းအလုံးမယ်နော်ကျွန်တော်ပထမ channel အဟောင်းကကျွန်တော်မဖွင့် live မလွှင့်တော့ဘူးဒီ channel ကနေပဲလွှင့်တော့မှရှေ့လျှောက်ပြီကျွန်တော် live လွှင့်လို့ရပြီဆိုရင်လည်း live ပဲလွှင့်ပေးမယ်တကယ်လို့ဗီဒီယို live လွှင့်လို့မရခင်တော့ဗီဒီယိုလေးတွေပဲပုံမှန်တင်ပေးမယ်ဒီ channel လေးကိုဝင်ရံပေးပါအားလုံးက follow လေးတွေလုပ်ပေးပါပြီးရင် subscribe မရသေးတဲ့သူတွေက channel လေးကို subscribe နှိပ်ထားပါအဲလက်မလေးတွေနှိပ်ပေးပါ comment လေးတွေ high ok လေးတွေမှန်ပေးပါနော်ပေါက်တဲ့ရတဲ့ဆိုတဲ့အကူမတွေအားလုံးကလည်းပေါက်ကြီးလေးတွေမှတ်မိပါဒါဆိုရင်ကိုကူမတွေအားလုံးအတွက်မနှက်ပြန်အတွက်ကျွန်တော်
12ရက်5လ2026အင်္ဂါနေ့12နာရီ10မိနစ်အတွက်ကဏ္ဍလေးတွေပြောပြီးတော့ကိုပေါ်ကျန်းဗီဒီယိုလေးကိုဒီမှာပဲရန်နာခွင့်ပြုပါမနေ့ကနေ့ကတနာရီဗီဒီယိုလေးထဲမှာအောင်မခံရင်ပြန်ဆုံကြမယ်နော်အဲ့မှာ